နောင်ယိုတမိုင်းကိုမီးရှို့ခြင်းဟန်တာဝရီကိုတိမ့်ပိုက်ပြီးတဲ့နောက်မှာတောင်ငူတမတော်ဟာနောင်ယိုမြေထန်းသားမှာအကြီးမားဆုံးအကြက်ဒီနဲ့ရင်ဆိုင်ခဲ့ရပါတယ်။တစ်ဖက်ကမ်းမှာတော့ဗညားဒလာဥဆောင်တဲ့ဟန်တာဝရီတက်မကြီးကအင်အားအဆက်မတန်တာလွန်စွာနဲ့စောင့်ကြိုနေပါတယ်။နောက်ကျောမှာတော့ပြန်လန်းမဲ့နေတဲ့မြေကြီးကဒလာဟောစီးဆင်းနေပါတယ်။တမှုကြော်ထင်နောရထဟာသူ့တပ်သားရဲ့မြေလုံးတွေကအကြောက်တရားကိုအထင်သာမြင်နေရပါတယ်။တာမန်စစ်ဖြူဟာနဲ့တော့ဒီစစ်ပွဲကိုမနိုင်နိုင်ဘူးဆိုတာကိုသူကောင်းကောင်းကြည့်သဘောပေါက်လိုက်ပါတယ်။တပ်သားတွေစိတ်ကြနေတဲ့အချိန်မှာပဲကြော်ထင်နောရထဟာတမိုင်းဝင်မဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပါတော့တယ်။အဲ့ဒါကတော့သူတို့စီလာတဲ့ဖောင်အောင်ယုံကိုမီးရှို့ဖျက်ဆီးပြဖို့ပါပဲ။တေးရင်မြေကြီးရှင်ရင်ရွှေထီးဒီလန်းတစ်ခုပဲထားရှိပြီးထွက်ပြေးလန်းကိုအပီးအပိုင်ပိတ်လိုက်တာပါဒီဆုံးဖြတ်ချက်ဟာတပ်သားတွေကိုအသက်ရှင်ဖို့အတွက်မဖြစ်မနေတိုက်ခိုက်ရမယ်စစ်တေတွေဖြစ်ပြောင်းလဲပေးလိုက်ပါတယ်တဲထန်တဲ့မိုးထဲမှာလောင်ကျွမ်းနေတဲ့ဖောင်မီးလျံတွေနဲ့အတူတောင်ငူတပ်သားတွေဟာအင်အားကြီးရန်သူကိုဆုံးလွတ်စွန့်စားတိုက်ခိုက်ခဲ့ကြပါတယ်ဒီဝတ္ထုဟာစစ်ပွဲတစ်ခုအကြောင်းတင်မကပဲခေါင်းဆောင်တစ်ယောက်ရဲ့ပြတ်သားရဲ့ဆုံးဖြတ်ချက်နဲ့တမိုင်းကိုပြောင်းလဲပစ်လိုက်ပုံကိုပုံဖော်ထားတာပဲဖြစ်ပါတယ်အခန်း1မိုးတင်အောက်ကသွေးနတ်ခေါင်းကင်ကြီးဟာနိမကောင်းတဲ့မီးခိုးရောင်တိမ်တိုက်ကြီးတွေနဲ့ပြိကျနေပါတယ်မိုးဆက်တွေဟာရေဆက်တတ်မဟုတ်တော့ပါဘူးခေါင်းကင်ကဖိခတ်လိုက်တဲ့တန်ရီပူတွေလိုပဲတောင်ကိုတပ်သားတွေရဲ့ကိုပေါ်ကိုတရဆက်ထိုးဆိုင်ကြဆင်းနေပါတယ်နောင်ရိုးမြစ်ကမ်းတလျောက်မှာရှင်နန်တွေတရွတ်ပုတ်နန်တွေနဲ့အတူစိတ်ကိုခြောက်ချားစေရဲ့တွေးညီနန်ကလေထဲမှာဝဲပြန်နေပါတယ်ဟေးကောင်ငါပြောဘိုးတောက်ထွန်းဟေအတန်ဟာမိုးတန်ကိုဖောက်ထွက်ပြီးပဲ့တင်ထပ်သွားပါတယ်စိတ်ကိုမလွတ်လိုက်နဲ့ရန်သူသားချက်မထီးခင်မင်းစိတ်နဲ့မင်းအရင်သေးနေလို့မထီးဘူးအဲ့ဒီချိန်မှာပဲကင်းထောက်တသားတလော့တရောတော့ပါပြေးဝင်လာပါတယ်တကင်းကြီးတရင်ဆိုးပါဗျာရန်သူအင်အားကကျွန်တော်တို့ထပ်ဆယ်စားမကမြပြားနေပါတယ်ဆယ်စားဒီစကားလုံးဟာမိုးချင်းတန်ထပ်ပင်ကျဲလောင်သွားပါတယ်တမိုးကြီးကြော်ထင်းတော်ရထားဇင်းဘော်ကနေတီးငင်စွာဆင်းသက်လိုက်ပါတယ်ပြီးတော့သူကအမိန်တစ်ခုပေးလိုက်ပါတယ်ရိတ်ခါတယ်အကုန်ထုတ်ချလိုက်ပါတသားတွေကိုဝါဝလင်းလင်းစားထောက်ခိုင်းလိုက်ပါဒါဆိုနောက်ရက်တွေတော့တခင်ကြီးကြော်ထင်းတော်ရထားကမိပင်ကိုစိုက်ကြီးရင်ပြတ်သားစွာပြောလိုက်ပါတယ်နောက်ရက်တွေတော့မလိုတော့မရှိနေတာငါတို့မှနောက်ပြန်လှည့်စရာလာမရှိတော့ဘူးအခန်းနဲ့ရန်သူအရေးမိုးဆဲသွားပြီမဲ့ခေါင်းကင်ကြီးကတော့ညိုမိုင်းနေဆဲပါပဲနောင်ရိုးမြစ်ပေါ်ကမြို့ခိုးတွေကြားတဲ့ကနေတောင်ကူတတ်တာတွေကိုတွေးပြက်စေမဲ့မြင်ကွင်းတစ်ခုပေါ်လာပါပဲမြစ်တစ်ဖက်ကမ်းမှာလူမရှိတဲ့နေရာဆိုတာမရှိသလောက်ပါပဲဒါဟာဟန်တာဝရီတက်မတော်ကြီးပေါ့အလန်တော်တွေဟာလေးထဲမှာငကားတွေလိုတွန်းလင်းနေပြီးစစ်စခန်းတွေဟာအဆုံးအစမရှိအောင်ရှည်လားလွန်လာပါတယ်ဖယားငါပြောရဲ့နှုတ်ခမ်းတွေတုံကြီးနေတယ်ဒါဟာစစ်တပ်တစ်ခုတင်မဟုတ်ပါဘူးတေးမင်းရဲ့နိုင်ငံတော်ကြီးကိုမြင်နေရတယ်လို့ပါပဲငါပြောကောင်းကောင်းထားစမ်းတက်ကြကြီးဦးတင်ရဲ့အတန်းဟာလည်းအကွဲလိုနေပါတယ်တစ်ဖက်ကန်းကစင်တက်ကြီးတွေစီကကြေးမောင်းတန်တွေဟာနာရီတီးလုံးလိုမြစ်ပြင်ကိုဖျက်ကျော်လာတယ်ဆရာကြီးကျုပ်နိုင်မလားဦးတင်ပြန်မဖြေပါဘူးသူတိနေတာတခုပဲရှိတယ်ဒီမြစ်ရေဟာမကြခင်သွေးတွေနဲ့ပြေလန်တော့မယ်ဆိုတာပါပဲတဲနာအတွင်းမှာတော့တပ်မိုးတွေအငင်းပွားနေကြပါတယ်ရန်သူကငါးစမကများနေတယ်စုခွာမှအသက်ရှင်မယ်အဲ့ဒီဆူညံမှုတွေကြားမှာကြောက်ထင်းတော်ရတာကတော့ကြောက်ရွံ့တရုပ်လိုငြိမ်တတ်နေတယ်သူ့ရဲ့အေးဆက်တဲ့အကြီးအောင်မှာတဲတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်မောင်မင်းတို့ပြောလို့ပြီးကြပြီလားသူ့အထက်ကမကျဲပြီမယ်အာနာစပြင်းထန်လာပါတယ်ထွက်ပြေးရတဲ့ခွေးလေးလိုအသေးခံမလားဒါမှမဟုတ်ချင်းသေးလေးလိုရင်ဆိုင်တိုက်မလားသူတဲအပြင်ကိုထွက်လာတယ်မြစ်ကမ်းကဖောင်တွေကိုကြည့်လိုက်တယ်ဒီဖောင်တွေရှိနေတဲ့ပြေးလို့ရတယ်ဆိုတဲ့အသီးကရှိနေဦးမှာပဲကြော်ထင်းနော်ရထားစုံဖြတ်ချက်ချလိုက်ပါပြီနောက်ပြန်လဲစရာလမ်းမရှိတော့မှ
ရှေ့ကိုပဲကြည့်ပြီးတိုက်ရဲကြမှာပေါ့ရှိသမျှဆန်ရေးစပါအကုန်ထုတ်ချက်စေဒီညငါလူတွေအဝါစားကြရမယ်သူဟာလက်မင်းကိုမော်ကြီးငိမ့်နောင်ရုံးမြစ်ပြင်တစ်ခုတော့မီးပင်လေဝေတော်မယ်ပုံရိပ်ကိုမြင်ရောက်နေပါတော့ပြီ အခန်း3ကြောက်ရွံ့မှု၏အထံများညင်းဦးရန်ဟာတိတ်ဆိတ်စွာရုပ်ရှိမလာခဲ့ပါဘူးကြောက်ရွံ့တုန်လှုပ်နေတဲ့တီးတိုးတန်တီနဲ့အတူရောက်ရှိလာခဲ့တာပါနောင်ရိုးမြကမ်းဖေးကတောင်ဦးတစခန်းမှာမိတိုင်လေးတွေဟာမင်းဖျားထားလိမ့်နေပါတယ်လင်းညင်ပြီးမဲ့အယိုးထိပ်ထိစိန်ဝင်နေတဲ့အေးဓာတ်ကရှိနေစေပါဒါပေမဲ့ရဲမတေချိုတုံလို့စေတာကအေးဓာတ်မဟုတ်ပါဘူးမိတဖက်ကန်းကဟန်တာဝတီတရဲ့ထိန်ထိန်ကြီးနေတဲ့မိရောင်တွေကြောင့်ပါဦးဒီကျွန်တော်တို့ပြန်လို့ရသေးလားလူငယ်စစ်တီလေးငပြိုရကတန်ဟာတုံရည်နေပါတယ်ဝိုင်းတသားကြီးဦးတင်ကတော့သူ့သားကိုအေးဆေးဆေးပဲတွေ့နေပါတယ်ရွှေပြန်လန်းဆိုတာငါတို့ခြေတော့အောင်မှမရှိတော့ငပြိုငါတို့စိတ်ထဲမှာပဲရှိတော့တယ်အဲ့ဒီချိန်မှာပဲမြေကန်သားစီကအော်ဟစ်တန်တွေထော်လာပါတယ်ဖန်ဟေးမလွတ်စင်နဲ့ထွက်ပြေးဖို့ကြိုးစားတဲ့တသားနှုတ်ကိုဖမ်းမိလာတာပါသူတို့ဟာမြေကြီးပေါ်မှာတူးထောက်ပြီးငိုယိုတောင်းပန်နေကြပါတယ်လူအုပ်ကြီးကြားထဲကနေကြော်ထင်းတော်ရထားထွက်လာပါတယ်သူဟာတသားတို့ရဲ့မျက်လုံးထဲမှာမြို့လင်းချစ်မဲ့နေတာကိုမြင်လိုက်ရပါတယ်မင်းတို့ဘာလို့ထွက်ပြေးရှင်တာလဲတရားမှာကြောက်လို့ပါရှင်ကြော်ထင်းတော်ရထားဟာမြေကန်သားကဖောင်တွေကိုစူးစိုက်ကြည့်လိုက်ပါတယ်ဒီဖောင်တွေရှိနေတွေစစ်တီတွေဟာအသေးခံတိုက်မှာမဟုတ်ဘူးဆိုတာသူနားလေသွားပါတယ်ဦးတင်ရဲမတွေကိုပြောလိုက်ဒီညဝါအောင်စားထားကြဖို့မနေ့တင်ချရဲ့ငါတို့တမိုင်းကိုမီးရှို့မဲ့အလုပ်တခုလုစေရရှိတယ်မူချင်းတန်တဲ့အတူလက်စည်းလက်သွားတဲ့အချိန်မှာကြော်ထင်းတော်ရထားရဲ့မျက်နှာဟာကန်ကျမကိုစိန်ခေါ်တော့မဲ့စစ်ပင်းတပါလို့တည်ငြိမ်နေပါတော့တယ် အခန်းလေးခေါင်းဆောင်တို့ရဲ့ဝန်ထုတ်ဝန်ပို့မိုးရီဆက်တန်တွေကတဲအမိုးပေါ်မှာတတောက်တောင်နေနာယီတန်ပတ်တစ်ခုလိုပဲကြောထင်းနောရထားရဲ့အာယုံထဲမှာပဲတင်ထန်နေပါတယ်သူရှိကမြေပုံဟောင်းကြီးကစီမီရောင်အောင်မှာအထက်မဲ့နေတဲ့အလောင်းတစ်ခုလိုပါပဲသူဟာနောင်ရိုးမိနေရာကိုတန်ချုံနဲ့ဖီထားမိုက်တယ်ထွက်ပေါဒီစကလုံးကတိုးညင်းပဲမဲ့သူပခုံးပေါ်ကတန်ကြကားထက်တောင်ပိုပြီးလေးလာနေပါတယ်သူစိတ်တွေနောက်ကျောင်းပြန်သွားမိတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတောင်လူနန်းတော်ရဲ့ဥယျာဉ်စီကိုပေါ့အဲ့ဒီတုန်းကမင်းတရားရွှေထီးကတစ်သားသားကိုကင်ပြီးသူ့ကိုစိန်ခေါ်ခဲ့တယ်မင်းငါ့ကိုအလျှော့ပေးနေတာလားရဲထွက်တယ်တုံးမိုးချုံတန်ကသူ့ကိုလက်ရှိအချင်းစီပြန်ဆွဲခေါ်လိုက်တယ်အခုတော့အဲ့ဒီရွှေရောင်အိမ်မက်တွေဟာနောင်ရိုးမြေထဲမှာနေမြုပ်တော်မယ်အခြေအနေတပ်သားတွေရဲ့စိတ်ထဲမှာပြန်လန်းရှိနေတဲ့တွေဒီစစ်ပွဲဟာရှုံးနေဦးမှာပဲကြော်ထင်းတို့ရထားရဲ့မျက်လုံးတွေပြတ်သားသွားပါတယ်ဒါဟာတမိုင်းကိုလောင်ကြီးထားရမယ်အချိန်ပဲတောက်ထုံတမိုးတွေကိုအကုန်ခေါ်လိုက်အရှင်သူတို့ကစုတ်ခွာဖို့ကိစ္စကိုရှောက်တင်ချင်နေကြတာပါကြော်ထင်းတို့ရထားကအေးဆက်စွာပြုံးလိုက်ပါတယ်ကောင်းပြီသူတို့ကိုပြောလိုက်ပါစုတ်ခွာဖို့လမ်းကြောင်းကိုငါကိုယ်တိုင်ပြမယ်လို့အခန်းကနောက်ဆုံးညစာတဲ့မိုးဆုံးကနေတဖွဲဖွဲကျနေတဲ့မိုးဆက်တွေဟာအရှိန်မတည်ခဲ့ပါဘူးဒါပေမဲ့တောင်ကူတစခန်းတစ်ခုလုံးရဲ့လေထူးကတော့ထူးထူးခြားခြားပြောင်းလဲသွားခဲ့ပါပြီ
အဲ့ဒီအပြောင်းလဲဟာမိုးသက်လေပြင်းကြောင့်မဟုတ်ပဲစခန်းအလဲကထပ်ပေါ်လာတဲ့အမိန့်တန်တစ်ခုကြောင့်ပါချက်ပြုတ်ကြလို့ရှိသမျှရိခအကုန်လုံးကိုအကုန်ထုတ်ပြီးချက်ပြုတ်ကြလို့အဲ့ဒီအမိန့်ဟာတမိုးတွေစီကသစဉ်ရဲမတ်တွေစီကိုလိုင်းတစ်ခုလိုပြန့်နှံ့သွားပါတယ်ပုံမှန်ဆိုရင်ရိခကိုချိုးချရတာစီကမ်းမှာဒါပေမဲ့အခုတော့အဲ့ဒီစီကမ်းကိုရိုက်ချိုးလိုက်ပါပြီရွှွန့်နွန်တွေကြားမှာမီးဖိုးနေတဲ့ရဲမတ်တွေရဲ့မျက်နှာတွေဟာအသက်မဲ့နေကြပါတယ်မီးခိုးငွေတွေဟာမြူနှင်းတွေနဲ့ရောပြီးစခန်းတစ်ခုလုံးကိုတဆေးရောင်တန်းစီခဲ့ပါတယ်ငပြိုးဟာစူပွက်နေတဲ့သမင်းအိုးကိုငေးကြည့်နေမိတယ်ဘလုံဆိုရဲအတန်ဟာသူ့ရင်ထဲကနှလုံးခုန်တက်နေအပြိုင်ပါပဲသူ့ဘေးမှာဦးတိန်ကဓားသွေးနေတယ်ရှစ်ဆိုတဲ့အတန်ကငပြိုးရဲ့စိတ်တွေကိုတုံ့လုစေပါတယ်ဦးတိန်ငပြိုးကတိုးတိုးလေးမေးလိုက်တယ်ဘာလို့အကုန်ချက်ခိုက်တာလဲမနှက်ဖြန်တွေမချမ်းတော့ဘူးလားဦးတိန်ရဲ့လက်တွေရက်သွားတယ်သူကတပ်ပြင်းချလိုက်ပြီးငပြိုးမင်းပိုက်ဝအောင်ဒါစားထားပါအားရှိမှဓားခိုင်နိုင်မှာပေါ့အဲ့ဒီစကားကြောင့်ငပြိုးရဲ့ကြော်ရိုးတစ်ခုလုံးအေးဆက်သွားပါတယ်မနှက်ဖြန်တွေရိခမလို့တော့ဘူးဆိုတာမနှက်ဖြန်မှာစားမယ်လို့ရှိချင်မှရှိတော်မယ်ဆိုတဲ့အတိတ်ပဲလားစခန်းတစ်ခုလုံးမှာထမင်းမွေးနှံတွေပြနေပြီမယ်ဒါဟာရက်ပူစော်ပွဲတစ်ခုရဲ့အနက်အထက်လိုပါပဲရဲမက်တွေဟာတိတ်ဆိတ်စွာဝိုင်းစားနေကြတယ်ဒါဟာညစာစားပွဲမဟုတ်ပဲနှုတ်ဆက်ပွဲထင်နေပါပြီတမူကြောထင်တော်လထားဟာသူ့တဲတဲကနေထွက်လာတယ်သူ့မျက်လုံးတွေကတင်းရွက်တကောင်လိုစူးရှက်နေပါတယ်သူကရဲမက်တွေကိုကြည့်ပြီးစားကြဝါအောင်စားကြလို့ပြောလိုက်တယ်အဲ့ဒီအတန်ထဲမှာနာကျင်မှုတွေဖုံးကွယ်နေပါတယ်ကြောထင်းတော်ရထားဟာမြစ်ကမ်းနားကဖောင်တွေကိုလမ်းကြည့်လိုက်တယ်အဲ့ဒီဖောင်တွေဟာပြန်လန်းဆိုတဲ့မျောလင်းချက်တွေပါဒါပေမဲ့အဲ့ဒီမျောလင်းချက်ဟာအစိတ်အတောက်ဆိုတာသူသိနေပါတယ်တမူးရဲမတ်တွေစားတော့ပြီးပါပြီကောင်းပြီကြောထင်းတော်ရထားကခေါင်းညိလိုက်တယ်ငပြိုးကတော့ညက်ရည်ဝဲနေမိတယ်ဒါဟာနောက်ဆုံးညစာဆိုတာသူသိနေခဲ့ပါပြီစခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်ကြော်ထင်းတော်ထားဟာဓာအိမ်ကိုတင်းဆုပ်ကိုင်လိုက်ပြီးမီးတုပ်တွေကိုပြင်ဆင်ထားကြလို့အမိန်ပေးလိုက်ပါတယ်ရဲမက်တွေကရန်သူဘက်ကိုကြည့်လိုက်ပြီးမယ်ကြော်ထင်းတော်ထားရဲ့အကြီးတွေကတော့သူတို့ရဲ့ဖောင်တွေစီမှာပဲရှိနေခဲ့ပါတယ်ညစာစားပွဲပြီးဆုံးသွားပါပြီအခုပူဇော်ပွဲစတင်တော့မှာပါအခန်း6မီးတို့များဘိုက်ဝါလာရဲ့လူတွေဟာလေးလံတက်ကြပါတယ်ဒါပေမဲ့နောင်ယိုးမီကန်ကတောင်ငူတမ်ကိုကတော့မဟုတ်ဘူးရဲမက်တွေရဲ့မျက်လုံးထဲမှာငါတို့ဘာဆက်လုပ်ကြမလဲဆိုတဲ့မေးခွန်းတွေပဲရှိနေတယ်အဲ့ဒီအချိန်မှာကြော်ထင်းတော်ရထားရှိတာဒုတိယအမိန်ထပ်လာပါတယ်ဖောင်တွေကိုစူးစီးပါရေနံချေးအိုးတွေနဲ့မီးတုပ်တွေကိုပြင်ဆင်ပါဒီအမိန်ဟာမိုးချင်းတန်ထတောင်ကျဲလောင်နေခဲ့တယ်ငပြိုတယောက်ကြောက်လို့လားအေးလို့လားမသိတုံရီနေမိတယ်အဲ့ဒီနောက်မြင်းခွာတန်တွေကြားလိုက်ရတယ်တပ်မှုကြီးကြော်ထင်းတော်ရထားကြောက်လာပါပြီဘိုင်ဝါရင်အလုံးလုံးရမယ်အခုတီဖောင်တွေကိုမီးရှို့ဖြစ်စည်းပကြအားလုံးထိတ်လန့်သွားတယ်အရှင်စုံလန်းမရှိရင်ဘလို့လုံးမလဲလို့တမူးတယောက်ကမေးလိုက်ချိန်မှာကြော်ထင်းတော်ရထားကဓားကိုဆွဲထုတ်ပြီးဖောင်ကျိုးတွေကိုပိုင်းဖြတ်လိုက်ပါတယ်ငါတို့အတွက်စုံလန်းမရှိစေရရန်တို့အလောင်းကိုနင်းမလားဒါမှမဟုတ်ဒီမြစ်ထဲမှာအလောင်းအထိမျောမလားပဲရှိတယ်မီးတောက်တွေဟာဝုန်းကနေထပ်တောက်ကုန်ပါတယ်နောင်ရိုးမြစ်ကမ်းတစ်ခုလုံးတွေးရောင်လိုหนีရဲသွားပါတော့တယ်အခန်းခွန်တမိုင်းကိုမီးရှို့ခြင်းမိုးကတေးသေးမဲမဲကြွားနေတယ်ဒါပေမဲ့ကြော်ထင်းတော်ရထားရဲ့လက်ထက်ကမီးတုပ်ကိုတော့မငိမ့်တတ်နိုင်တယ်ဘူးသူဟာနောင်ယိုးမြစ်ကမ်းမှာရက်ပြီးမြစ်ပြင်ကျယ်ကြီးကိုစိုက်ကြည့်နေတယ်သူ့နောက်မှာတော့ရဲမထောင်ပေါင်းများစွာတိတ်ဆိတ်လို့ရှေ့မှာရှိတဲ့ဖောင်တွေဟာစုခွာဖို့အတွက်တခုတည်းသောမျောလင်းချက်တွေပေါ့
ကြော်ထင်းတော်ရထားကရေရွတ်လိုက်တယ်ငါတို့ရဲ့အသက်ဟာဒီဖောင်ဒီမဟုတ်ဘူးပြီးတော့မီးရှို့ကိုအမိန်ပေးလိုက်တယ်ရှို့ကြလို့တခဏချင်းမှာပဲမြစ်ပြင်တစ်ခုလုံးမီးပင်လေပြီးသွားတော့တယ်ဝါရင်တမှုဦးသိန်းကငါပြောလိုက်တယ်ဒါငါတို့ရဲ့အကျုပ်တရားတွေကိုရှုပစ်လိုက်တာပြန်လမ်းမရှိတော့ဘူးရှေ့ကိုတတ်မှာပဲအသက်ရှင်မယ်ကဖကန်ကပင်လာတလားကောင်တုံးလုသွားတယ်သူတို့ဟာငါတို့အလောင်းနေနဲ့တနာခင်ကိုဆုံးဖြတ်လိုက်ကြပြီကြော်ထင်တော်ရတာကကြွေးကြော်လိုက်တယ်တည်ရင်မြေကြီးရှင်ရင်ရွှေထီးအဲ့ဒီအတန်ဟာမိုးချင်းတန်ကိုပါလွမ်းမိုးသွားပါတော့တယ် အခန်းရှိတည်ရင်မြေကြီးရှင်ရင်ရွှေထီမိုးတွေတဲတဲမဲမဲရွာနေပြီမြင်နောင်ရိုးမြေကမ်းကမိတော်တွေကိုတော့မငိမ့်တတ်နိုင်သေးပါဘူးဝါစစ်တွေပောက်ခွဲတာတူသားတွေကျိုးပဲ့တတ်နေတဲ့တော့မီးလျံတွေဟာကောင်းကင်ကိုထိုးတတ်နေတယ်ဒါဟာရိုးရိုးမီးပုံမဟုတ်ဘူးတမတော်သားတွေရဲ့အိမ်ပြန်လန်းကိုမိရှုလိုက်တာကြော်ထင်းတော်ရထားရဲ့တန်ဟာမိုးတန်တွေကိုဖောက်ထွက်လာပါတယ်မောင်တို့ဒီမိတွေဟာမင်းတို့ရဲ့အကြောက်တရားတွေကိုမိရှုလိုက်တာပဲငါတို့နောက်မှာပြန်လန်းမရှိတော့ဘူးသူကအတန်ကိုမြင်လိုက်တယ်ဒီညငါတို့မှာလမ်းနှစ်ထွေပဲရှိတယ်တလန်းကတည်ပြီးတော့ဒီမြေကမ်းမှာမြေကြီးဖြစ်မလားနောက်တလန်းကရန်သူကိုအပြတ်ချီးမွမ်းပြီးတော့ရွှေထီးဆောင်းမလားတည်ရင်မြေကြီးရှင်ရင်ရွှေထီးဒီနှစ်လမ်းပဲရှိတယ်တတိယလမ်းမရှိဘူးအခန်းကိုမြစ်ကိုဖြတ်ကျော်ခြင်းမီးတောက်တွေရဲ့အပူရှင်ကကြောပြင်ကိုလောင်မြိုက်နေပေမဲ့ရှေ့မှာစီးကြိုနေတာကတော့အေးဆက်ခတ်ထန်တဲ့နောင်ရိုးမြေပြင်ပါပဲမိုးရေးဆက်တွေကမြေပြင်ပေါ်မှာအမွေတစီစီထားနေတယ်နောက်ဘက်ကဖောင်မီးတွေကြောင့်မြစ်ရေဟာသွေးရောင်လွှမ်းတဲ့ကြီးနီရေတွေလိုနေရေးနေပါတယ်ချီတက်စေကြော်ထင်တော်ရထားရဲ့အမိန်တန်ဟာမိုးတန်လေးတန်းတွေကိုဖောက်ထွင်းပြီးချင်းထိတ်တကောင်လိုဟိန်းထွယ်လာတယ်ငါပြိုးမှတ်ထားနောက်မှာပြားပုံမရှိတော့တယ်ရှေ့မှာပဲအသက်ရှင်လန်းရှိတယ်မြစ်လေရောက်တော့မြားမိုးတွေရွာချလိုက်သလိုတေးမင်းတမန်တွေရောက်လာပြီးကြော်ထင်တော်ရထားကဟန်တာဝတီသားတွေကိုသူတို့မှားကြောင်ပြလိုက်စမ်းလို့ဟင်းဟောက်လိုက်တယ်စင်းတော်ဆွဲတော်ဟုံကရေစီးကိုဖြတ်ပြီးကန်ဘာဘော်ကိုအချိန်နဲ့တက်သွားပြီးတေးမင်းကိုမျက်နှာချင်းဆိုင်ကြလို့တောင်ယူရဲမတ်တွေကန်းချေပေါ်ခြေချနိုင်ခဲ့ပါပြီမြစ်ကိုဖြတ်ကျော်ချင်းပြီးဆုံးပြီးအခုကျတပ်ပွဲစတင်ပါပြီအခန်း30ပညာသလားရဲ့အမှားဟန်တာဝတီစဦးစီးချုပ်ပညာသလားရဲ့ရွှေရောင်ကတိပါတဲကြီးထဲမှာတော့ပြင်ပလောကနဲ့လာလားမြမဆိုင်သလိုရှိနေပါတယ်အပြင်ဘက်မှာမိုးကတေးကြီးမဲကြီးရွာသွင်းနေပြီးမယ်တဲအတွင်းမှာတော့နှွေးထွေးတဲ့မီးပူရင်နာနဲ့စန္ဒကူးနဲ့သားတွေကပြန့်လည်နေပါတယ်စစ်သူကြီးပညာသလားဟာကြားသိရခင်းထားတဲ့တလွန်ပေါ်မှာစိန်နဲ့ထိုင်ရင်ရွှေဖလားနဲ့စပစ်ရည်ကိုတောက်သုံးနေပါတယ်သူ့နှုတ်ခမ်းထောင်မှာတော့မောက်မာတဲ့အပြုံးတစ်ခုကတွဲခိုနေပါတယ်ဟာကြည်စမ်းပေါင်းမောင်မင်းတို့ရပညာသလားကမြေချခတ်ကန်ကတောင်ကူတတွေကိုကြည်ပြီးလှောင်ပြောင်ရေမောလိုက်ပါတယ်ဟိုကောင်ကြော်ထင်တော်ရထားကသူ့ဖောင်တွေကိုသူ့ဟိုတိုင်မီးရှို့နေပါလားကြောက်လွန်းလို့ယူသွားပြီးထင်တယ်သူတို့နောက်မှာအင်္ဂါတောင်သိန်းနဲ့ဟန်တာဝတီတက်ကီရှိနေသလိုရှေ့မှာလဲရ
ရေကြီးနေအဲနောင်ရိုးမြစ်ကခံတက်ကြည့်လို့ကာစီးထားတာကြောင့်သူတို့အေးအေးလူလူရှိနေကြတာပါဒါပေမဲ့ရုတ်တရက်ကင်းထောက်တသားတူထိတ်လန့်တကြားပြေးဝင်လာပါတယ်သခင်ကြီးတောင်ကိုတက်တွေမြစ်ကိုဖြတ်ကူးနေပါပြီပညာသလားကတော့ဒါကိုအခွင့်အေးလို့မှတ်ယူပြီးကမ်းနားမှာမတားဆီးပဲကုန်းပေါ်ရောက်မှအသားလေးချေမုံဖို့အမိန့်ပေးလိုက်ပါတယ်ဒါဟာပညာသလားအရေးတမိုင်းဝင်အမားတစ်ခုဖြစ်လာပါတော့တယ်သူဟာရန်သူရဲ့စိတ်ဓာတ်ကိုထဲ့မတွက်ခဲ့ပါဘူးဖောင်တွေကိုမီးရှို့လိုက်ကတည်းကတောင်ကိုတသားတွေဟာနောက်ပြန်လဲဆိုလမ်းမရှိတော့ပဲတေမင်းတမန်တွေလိုရက်ဆက်တဲ့အရှင်းတန်းလိုစိတ်တွေနဲ့ကူးခတ်လာနေတာကိုသူမသိစေပါဘူးပညာသလားတို့အောင်တဲအသွင်းမှာဇိမ်ခါနေချိန်မှာပဲပြင်ပကသွေးစာနေတဲ့အငွေ့အသက်တွေကဟန်တာဝလီတပ်စခန်းစီကိုတဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ပါတော့လေ အခန်း7ရွှွတ်နွန်ထဲကသွေးဆက်မြဒုံပြင်းထန်တဲ့ရိုက်ခတ်တန်ကြီးဟာမူချင်းတန်ကိုမွန်လွှမ်းမိုးသွားပါတယ်ဖောင်တော်ဦးပိုင်းဟာနောင်ယုံနည်းရဲ့ရွှွတ်နွန်တွေထဲကိုနစ်ဝင်သွားပြီရောက်ပြီခုံချကြဘိုးတောက်ထွန်းရဲ့အော်ဟစ်တန်တဲ့အတူမြားမိုးတွေဟာမိုးသီးတွေလိုကြာရောက်လာပါတယ်နာကျင်စွာအော်ဟစ်တန်တွေသွေးဆက်တွေဟာလေထဲမှာပြန်လွင်သွားတယ်ငပြိုးတော့နောက်ဆုတ်စရာလမ်းမရှိဘူးသူဟာအန်ကိုတင်းတင်းချိတ်ပြီးရွှွတ်နွန်ထဲကိုခုံချလိုက်ပါတယ်ပုတ်ခြေထောက်တွေဟာဒူးစုအထိနစ်ဝင်သွားတယ်အဲ့ဒီချိန်မှာပဲရန်သူဟာလမ်းနဲ့ပြေးဝင်လာပါတယ်ပခုံးမှာပူကနေထိသွားပေမဲ့အသက်ရှင်လို့စီကသူ့ကိုမောင်းနှင်လိုက်တယ်သူဟာရန်သူကိုရွှင်ထဲဆွဲချလိုက်ပြီးခါးချားပါဓာတ်တို့နဲ့လက်ဘင်းကိုအားကုန်ထိုးဆိုင်လိုက်ပါတယ်ပူးနွေးတဲ့သွေးတွေမျက်နှာပေါ်ပန်းထွက်လာတဲ့အခါရန်သူလက်တွေရော်ရဲသွားတယ်မြေကြီးတွေတုန်ခါလာတယ်စိန်တကြီးတွေလာနေပြီဒါပေမဲ့ရွှွတ်နွန်တွေဟာစိန်ကြီးတွေကထောင်ချောက်စစ်သွားပါတယ်ခြေထောက်တွေကိုခုတ်ချအမိန့်တန်ဟာဟင်းထွက်လာတယ်ရွှွတ်နွန်တွေဟာအနီရောင်သွေးအိုင်တွေဖြစ်သွားခဲ့ပြီးငပြိုးတီးလိုက်ပါတယ်ဒီနောင်ရိုးမြေကမ်းပါးမှာသူ့ရဲ့ကလေးဘွားတေဆုံးသွားပြီးစစ်တီတူအဖြစ်သူမွေးခွာလာခဲ့ပြီးဆိုတာပါပဲအခန်း7တေမင်းတမန်စစ်တီများဝုံတိုင်မိုးချိုပစ်ချတဲ့ဟာကောင်းကင်ကြီးတစ်ခုလုံးကိုထက်ပိုင်းချိုးသွားစေမတဲ့ကျဲလောင်လွန်းပါဒါပေမဲ့အဲ့ဒီအတန်ဟာနောင်ရိုးမြေကန်ပါကသွေးစွန်းနေရဲ့ရွှွတ်နွန်ပင်ပေါ်ကအော်ဟစ်တန်တွေကတော့မလွမ်းမှုနိုင်ခဲ့ပါဘူးရွှွတ်နွန်တွေဟာတာမန်ရွှွတ်နွန်တွေမဟုတ်တော့ဘူးမိုးရေနဲ့သွေးတွေရောနှောပြီးနီးညိုရောင်ပြစ်ချွဲချွဲအရည်တွေဖြစ်နေပါပြီထတ်ရှေ့ကကောင်မန်းသမျှထတ်လူငယ်စစ်ဒီလေးငပြိုးဟာရွှွတ်နွန်ထဲမှာဒူးစစ်အထီးမြုံညူပါတယ်ဒူးစိတ်ထဲမှာအေးဆက်တဲ့တက်တီတစ်ခုဝယ်လာတယ်ငါ့မှာပြန်စေးဟာအိမ်မရှိတော့ဘူးဒီအတွေးဟာသူ့သွေးကြောထဲကိုမီးခဲတွေထည့်လိုက်သလိုပါပဲသူဟာလူသားတစ်ယောက်မဟုတ်တော့ပဲအမဲလိုက်နေတဲ့တော်ရိုင်တရဲဆိုင်တစ်ကောင်လိုဖြစ်သွားပါတော့တယ်စစ်မီးပြင်ရဲ့အလဲမှာတော့ဘိုးတော်ထုံးဟာသွေးတန်ရဲရဲနဲ့ဟင်းရောက်နေပါတယ်လာဆိုင်မင်းတို့အကုန်လုံးငါသားစားပဲသူဟာတန်ရာတွေရနေပြီမဲ့ရေမောနေဆဲပါတယ်ဒါကိုမြင်ရတဲ့ရန်သူတွေဟာတုံးလို့ကုန်ကြတယ်သူတို့တိုက်နေရတာဟာလူတွေမဟုတ်ပဲနာကျင်မှုကိုမတည်တဲ့တေးမင်းတမိုင်းများဖြစ်နေလို့ပါပဲကြော်ထင်တော်ရထားကအမိန့်ပေးလိုက်ပါတယ်ငါရဲမဲ့သူရှေ့မှာရန်သူပဲရှိတယ်ရန်သူအလောင်းတွေကိုနင်းပြီးဟန်ထဝရီအထီးချီတတ်ကြစီမီးဖင်တစ်ခုလုံးမှာအောင်စေဆိုတဲ့အတန်တွေဟာမိုးချင်းတန်တွေကိုကြော်လွန်ပြီးပဲ့တင်ထသွားပါတော့တယ်အခန်း7ခေါင်းဆောင်ချင်းထိတ်တိုက်တွေ့ခြင်းမိုးဆက်တွေကဓားသွားတွေလိုပဲစူးရှာနေတယ်နောင်ယူကမ်းပါမှာမိုးနံအစားတွေးညီနံတွေကဖုံးလွှမ်းနေပြီလျက်စီးတစ်ချက်လက်လိုက်တိုင်းငီရဲပိုင်းကြီးကားတစ်ချက်ကိုမြင်နေရသလိုပဲအင်အားကြီးမားတဲ့ဟန်တာဝရီတက်ခါတောင်ငူတက်ကိုဝိုင်းထားတယ်ဒါပေမဲ့ထူးဆန်းနေတာကဝိုင်းထားတဲ့သူတွေကကြောက်နေပြီးအဝိုင်းခံရတဲ့သူတွေကတားရဲတွေလိုတုံ့ပြန်နေကြတာပါရှေ့တိုးထလိုင်းမှတော့မစုံနဲ့ကြော်ထင်းတော်ရထားရဲ့အတန်ကမိုးချင်းတန်ထက်တောင်အာနာဆက်ပြင်းလာပါတယ်
သူဟာစင်ထက်မှာမဟုတ်ပဲရွှွန့်ထဲစင်ဒီကိုယ်တိုင်တိုက်ခိုင်းနေတယ်ရွှေရောင်တန်ခမောင်မှာရွှွန့်တွေပေးလို့ဒိုင်လွားမှာလည်းမြာချက်တွေပေးအဖွာနဲ့ပေါ့ငါနောက်ကလိုက်ခဲ့ကြဒီပွဲကငါတို့ပွဲပဲသူ့အော်တန်းကြောင့်တောင်ငူရဲဘော်တွေရဲ့သွေးတွေစူပေါ်လာခဲ့တယ်စစ်မီးပင်ရဲ့တဖန်မှာတော့ပညာဒလာဟာစင်းတော်ဘော်ကနေတုံလို့စွာကြည်နေရတယ်ကြောထင်းတော်ရထားဟာရန်သူတွေကြားကနေပညာဒလာစီကိုတက်တက်ကြီးတက်လာနေတာပါပညာဒလာစင်းခေဆန်းကြောထင်းတော်ရထားကစင်းကြီးတော့ကိုဓာတ်နဲ့ထိုးလိုက်တဲ့အခါစင်းကြီးဟာနာချင်းစွာအော်ဟစ်ပြီးရိုင်ကျသွားတယ်ပညာဒလာဟာကြောက်ရွံ့သွားတယ်နောက်ဆုတ်ကြလို့အော်ဟစ်အမိန့်ပေးလိုက်တော့တယ်အဲ့ဒီအချိန်မှာပဲတောင်ငူတိုက်ရဲ့အောင်ပွဲဟာစတင်ခဲ့ပါပြီမိုးတိမ်တွေကြာကနေနေရောင်ကြီးဟာကြော်ထင်းတော်ရထားရဲ့တိုင်ခမောက်ဖို့ကိုကြာရောက်လာပြီးတမိုင်းတစ်တစ်ခုကိုရေထိုးလိုက်ပါတော့တယ် အခန်း14အဆုံးအထက်ဓာတ်ချက်ချွင်းတမ်နီချင်းရိုက်ခတ်လိုက်တဲ့အတန်းဟာမိုးချင်းလန်ဒီကိုဖောက်ထွင်းဒီနားစီကွဲမတာထော်ကောလာပါတယ်ဒါဟာတာမန်ဓာချင်းခုတ်ကအတန်းမဟုတ်ပါဘူးကန်ဂျမာနစ်ခုမင်းနစ်ပါနဲ့တမိုင်းခေနစ်ခုရဲ့အားပြိုင်မှုကနေပောက်ကွဲထွက်လာတဲ့အတန်းပဲဖြစ်ပါတယ်ဂျော်ထင်နော်ရထားရဲ့လက်မောင်းကျွတ်သားတွေဟာတင်းရင်းနေပြီးသွေးကြောတွေထောင်နေပါတယ်သူ့ရဲ့မြို့ဝင်းတွေမှာလူငါးဆန်မှုတွေပျောက်ကွယ်နေပြီးရန်သူကိုအပြက်အသက်ချေမုန်းလို့တဲ့စိတ်ကသာလွမ်းအိုးနေပါတယ်သူ့ရဲ့မိုးချိုးသွားတာဟာဒိုင်လွားကိုပိုင်းဖြတ်ပြီးပခုံးသားတဲ့အထိနှိဝင်သွားခဲ့ပါတယ်ပညာဒါလာဟာမျက်နှာတကုံးလုံးသွေးဆူဖူဖြော်သွားပြီးမဖြစ်နိုင်တာလို့တီးတိုးရည်ရွယ်လိုက်မိလေသူ့ရှေ့မှာမြင်နေရတာဟာတေမင်းနဲ့စာချုပ်ချုပ်ထားတဲ့အယူတတိုက်ရဲ့တပ်ပွဲကြီးလိုဖြစ်နေပါတယ်ဖောင်တွေကိုမိရှိုးလိုက်တဲ့ကတောင်ဝူစစ်သေးတွေဟာဘီလူတရေဒီလိုဖြစ်သွားကြပါပြီသူတို့ဟာနာကျင်မှုကိုမသိတော့ပဲရှေ့တို့ခုတ်ပိုင်းဖို့ပဲတီးကြပါတော့တယ်စုံမဲအခုချိန်ချင်းစုံမဲပညာဒါလာဟာအသက်လူပြီးအော်ဟစ်အမိန်ပေးလိုက်ပါတယ်ဒါဟာနောင်ရိုးတိုက်ပွဲရဲ့အဆုံးအဖြစ်အခိုက်အတန့်ပါပဲရန်သူတွေပြေးပြီးဟေဂျော်ထင်တော်ရထားကဓားကိုမြောက်ပြီးလိုက်ကြတရုတ်မကြံချေမုန်းကြလို့အမိန်ပေးလိုက်ပါတယ်မိုးဆက်တွေပါသွားပြီးတိမ်ကြားကနေနေအောင်ကြီးဖြော်ဖြော်လေးထွက်လာပါတယ်စစ်မြေပြင်တစ်ခုလုံးတိတ်ဆိတ်သွားပြီးဂျော်ထင်တော်ရထားဟာမြေပြင်ပေါ်မှာဒူးထောက်ချလိုက်ပါတယ်ဒါဟာအောင်ပွဲရဲ့အရသာပါတယ်အောင်ပြီးတောင်ကူသားတွေအောင်ပြီးဘူးရနောင်ဂျော်ထင်တော်ရထားဟာအတိတ်ကိုမီးရှို့ခဲ့လို့အနာဂတ်ကိုပိုင်ဆိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်နောင်ရိုးဟာငါတို့မြေဖြစ်သွားပြီလို့သူကြေညာလိုက်ပါတယ်နေမင်းရဲ့ရွှေရောင်အလင်းထန်းတွေဟာအောင်နိုင်သူတွေကိုဂုံပြူတယ်လို့လွှမ်းခြုံပေးလိုက်ပါတော့တယ်ဆက်သိမ်းပိုင်းတမိုင်းတည့်ရဲ့အစာမိုးတိတ်သွားပါပြီရက်ပေါင်းများစွာကောင်းကင်ကိုဖုံးလွှမ်းထားတဲ့မိုးတိမ်မဲကြီးတွေဟာအရှိတ်ဘက်မိုးကုတ်စဝိုင်းစီကိုလွင်ပါပျောက်ကွယ်သွားပါပြီစိတ်မြေပြင်ရဲ့ဆူညမ်းတန်တွေဟာရုပ်ချီတိတ်ဆိတ်သွားတယ်အဲ့ဒီတိတ်ဆိတ်ခြင်းဟာမိုးချင်းတန်တောင်ပိုပြီးကျဲလောင်နေတဲ့အောင်ရှိပါတယ်နောင်ရိုးမိကြီးဟာနေရဲနေဆဲပါဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီမိကြီးဟာတေချင်းတရားမဟုတ်တော့ပဲအောင်နိုင်သူတို့ရဲ့သမိုင်းမှတ်တိုင်အဖြစ်စီးဆင်းနေပါပြီငပြိုးဟာရွှွန့်ပွဲအိုင်ထဲမှာဒူးထောင်နေပါတယ်သူ့လက်ထဲမှာကျိုးပဲ့နေတဲ့လန်တန်ကိုတင်းတင်းကြပ်ကြပ်စုပ်ကိုင်ထားဆဲပါငါတို့နိုင်သွားပြီလားသူ့ဘေးကိုရှင်နီတာရောက်လာပြီးခေါင်းငင်ပြလိုက်တယ်သူတို့နှစ်ယောက်လုံးမိကမ်းပါကဖောင်ပြက်တွေကိုလမ်းကြည့်နေကြပါတယ်အဲ့ဒီပြားပုံတွေဟာသူတို့ရဲ့အကြောက်တရားကိုမီးတင်ယူလိုက်တဲ့နေရာပါပဲစစ်မြေပြင်အလယ်မှာတော့ကြော်ထင်တော်ရထားရက်နေပါတယ်သူ့ချီရင်မှာရန်သူအလံတွေလဲပြိုနေပြီတောက်ထုံးငါတို့မီးရှို့လိုက်တာဖောင်တွေတွင်မဟုတ်ဘူးငါတို့မီးရှို့လိုက်တာကတမိုင်းအဟောင်းကြီးပဲသူဟာမြင်းပေါ်ကိုတက်လိုက်ပြီးဓားကိုမြောက်လိုက်ပါတယ်ရဲဘော်တို့ဒါဟာအစာပဲရှိသေးတယ်ငါတို့ရဲ့ empire တစ်အတွက်ရှေ့သို့ခြေထပ်ကြစို့